ကျက်သွန်နီကိုအစိမ်းစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများအားလုံးပဲမင်္ဂလာပါကျန်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေမြန်မာနိုင်ငံမှာသာမကအာရှတိုက်မှာပါကျက်သွန်နီကိုပုံစံအမျိုးမျိုးနဲ့ဟင်းလျာအမျိုးမျိုးတွေမှာထည့်စားတတ်ကြပါတယ်ကျက်သွန်နီကိုအစိမ်းစားတာမျိုးရှိသလိုကြော်စားတာဟင်းအနှစ်အဖြစ်ချက်စားတာစသဖြင့်အမျိုးမျိုးစားကြပါတယ်ဒီလိုစားတဲ့အထဲမှာကျက်သွန်နီကအနံ့ပြင်းတာကြောင့်အစိမ်းစားဖို့တော်တော်များများကသဘောမတွေ့ကြပါဘူး။တကယ်ကတော့ကျက်သွန်နီကိုအစိမ်းစားပေးတဲ့အကြောင်းရင်းရှိပါတယ်။ကျက်သွန်နီကိုအစိမ်းစားမယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြပါအောင်နော်။ကျက်သွန်နီကိုချက်ပြုတ်ကြော်လော်ပြီးစားတာကအတော်လေးကိုအရသာတိုးစေနိုင်ပါတယ်။ဒီလိုပဲကျက်သွန်နီကိုအစိမ်းစားတာကလည်းကျန်းမာရေးအကျိုးကျေးဇူးရနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းကျွဲဝါတယ်။ကျက်သွန်နီကဓာတ်တိုးဆန့်ကျင်ပစ္စည်းကျွဲဝါတယ်လို့နာမည်ကြီးတဲ့မီးဖိုချောင်ပစ္စည်းတစ်မျိုးပါ။ကျက်သွန်နီမှာဓာတ်တိုးပစ္စည်းတွေကြောင့်ဆဲရီပျက်စီးတာကိုကာကွယ်ပေးနိုင်တဲ့ flavonoids နဲ့ phenolic drug ပေါင်းတွေပါဝင်နေပါတယ်။ဒါကြောင့်ဓာတ်တိုးပစ္စည်းတွေကြောင့်ကင်ဆာနဲ့နှလုံးရောဂါအပါအဝင်နာတာရှည်ကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်။ကျက်သွန်နီရဲ့အစိမ်းမှာပါတဲ့ quercetin လို့ခေါ်တဲ့ drug ပေါင်းကတွေးတိုးကျစေသလိုအယောင်ကျစေနိုင်ပါတယ်။ဒါကြောင့်နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပြီးသွေးခဲတာသွေးကြောထဲမှာအဆီစုပုံတာတွေလိုမျိုးနှလုံးသွေးကြောတွေကိုထိခိုက်စေနိုင်တဲ့အခြေအနေတွေကိုကာကွယ်ပေးပါတယ်။အစာချေစနစ်ကိုကျန်းမာစေတယ်။ကျက်သွန်နီအစိမ်းမှာအမြင့်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကအစာချေစနစ်ကိုကျန်းမာစေပြီးဝမ်းမှန်စေဖို့ရောအစာမကြေတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်ဝမ်းချုပ်တာမျိုးကင်းစေပြီးဥမာကြီးကိုကျန်းမာစေဖို့ပါထောက်ကူပေးနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်။ကျက်သွန်နီမှာဗီတာမင်စီပါဝင်နေတာကြောင့်ကိုယ်ခံအားကောင်းစေပြီးသွေးဖြူဥဆဲတွေထုတ်လုပ်မှုကိုတိုးမြှင့်ပေးနိုင်ပါတယ်။အေးမိဖျားနာတာတွေကိုသက်သာစေနိုင်သလိုအခြားသောအသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါတယ်။အယိုးတွေတန်မာစေနိုင်တယ်။ကျက်သွန်နီအစိမ်းမှာကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့်အယိုးတွေကိုတန်မာစေပြီးအယိုးပွရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။အယိုးတိတ်သေးစကျဆင်းတာကိုလည်းလျှော့ချပေးနိုင်ပါတယ်။အယိုးပါးတာမျိုးဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။စီးကျူထိန်းညှိပေးတယ်။ကျက်သွန်နီအစိမ်းမှာပါတဲ့ drug ပေါင်းတစ်မျိုးကသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးပြီးအမျိုးအစားနှစ်စီးကျူရှိသူတွေမှာသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်။အမြင့်ဓာတ်ပါဝင်နေတာကလည်းအစာစားပြီးချိန်မှာရုတ်တရက်သွေးတွင်းတကြားဓာတ်မြင့်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်ကျက်သွန်နီကိုအစိမ်းစားပေးတာကကယ်လိုရီပါဝင်မှုနည်းသလိုအဆီလည်းပါဝင်မှုနည်းတာကြောင့်ကျန်းမာရေးအတွက်ထောက်ကူပြုပေးနိုင်တဲ့အစားအစာလေးပါ။ကျက်သွန်နီကကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမဲ့အများကြီးတော့မစားသင့်ပါဘူး။ရင်ပူတာမျိုးပါးစပ်ထဲပူဆက်ပူလောင်ဖြစ်တာမျိုးကိုခံစားရနိုင်ပါတယ်။ကိုယ်မှာအစာရင်ယောဂရှိရင်စားချင်ပြန်တတ်တဲ့ယောဂရှိရင်အစိမ်းစားတာကိုရှောင်သင့်ပါတယ်။ဒီလောက်ဆိုရင်တော့ကျက်သွန်နီကိုအစိမ်းစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုသိရှိသွားလောက်ပြီလို့ထင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။